ဝေဖန်နေမှာဒီဆန်ရွက်မတ်တက်ဆိုပြီးရှိတယ်ဆန်ရွက်ပေါင်ပုံလေးစားတယ်လို့အပေါ်မှာအလွှာပါလေးပါတယ်အလဲကောင်မှာအသားတွေညှက်ထားပြီးအောက်မှာအလွှာလေးနဲ့ပြန်ဖုံးတာလူတယောက်ကိုဝေဖန်ခြင်းနဲ့ဆိုရင်သူ့ရဲ့ကောင်းကွက်ကိုအရင်ပြောရအဲ့ဒီကောင်းကွက်ကိုပြောတဲ့အခါမှာတကယ်ကောင်းတဲ့ဟာလေတရားဟောတဲ့နေရာမှာတော့အချက်လက်လေးတွေတင်ပြတာတော့တော်တော်ကောင်းတယ်ဗျတကယ်စိတ်ဆက်ပါတယ်နော်ဒါပေမဲ့အခြေဆက်မိတဲ့အပိုင်းတော့နည်းနည်းလူတွေထင်တယ်အဲ့ဒါလေးတွေမြန်ပြင်လိုက်ရင်လေသိတ်ကောင်းပါဘာလို့ဆိုခမရအလားလာရှိတဲ့သူပဲဟောဒါဒီပြီးတော့အခုရှင်များတို့ဝေဖန်ပြလိုက်တာ၃ချက်လုံးပါတယ်အဲ့အချက်လက်လေးတွေတော်တော်ပြည့်စုံနေဆိုတာဒါအပေါ်အလွှာပါလေးပေါ့နော်အဲ့တော့ပြင်သေးချင်တာကတော့ဗာလဲအခြေဆက်မိဖို့နည်းနည်းလေးလိုတယ်အဲ့ဒီဟာလေးပြင်လိုက်ရင်တကယ်ပြည့်စုံသွားမှာပဲဆိုတော့နောက်မှပြန်ပြီးတော့ကောင်းတာနဲ့ပိတ်ထားလူတယောက်ဝေဖန်တဲ့အခါမှာသူ့ရဲ့အာသာချက်ကိုမြင်အောင်ပြအားနည်းချက်ကိုကြပြည့်ပြည့်သေးခြင်းတဲ့သဘောနဲ့ပြောအဲ့ဒါပြီးရင်တော့အရှင်ဘုရားရဲ့အနာဂတ်ကဘလို့တောက်ပတ်လာမယ်ဆိုတဲ့ဟာမျိုးနဲ့ပြန်ပြီးတော့ဖုံးလိုက်မယ်ဆိုရင် sandwich ပေါင်ပုံလေး